အားလုံးပဲမင်္ဂလာပါ Live ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်နောက်မှာရှိရဲ့2060အိမ်လေးကို home tour လုပ်ပေးမှာဖြစ်ပါတယ်2060ဆိုရင်လည်း2060လို့လုံးဝမခံစားမိစေအိမ်လေးဆိုတော့အားလုံးစိတ်ဝင်စားကြပါပြီထင်တယ်နော်ဆိုတော့အိမ်လေးတည်ရှိတဲ့နေရာလည်းပြောပြမယ်အိမ်လေးတည်ရှိတဲ့နေရာကကျွန်တော်တို့ကမြောက်တကုံ36ရပ်ကွက်ထဲမှာတည်ရှိရဲ့အထဲမှာဆိုရင်ကျွန်တော်တို့က4 master bedroom ပါတယ်1 single bedroom ပါတယ်နောက်ပြီးတော့ kitchen ကျွန်တော်တို့dry kitchen wet kitchen dining ကျွန်တော်အပေါ်မှာဆိုလည်း shrine room တွေလုပ်ပေးပြီးသားပြီးတော့ furniture အားလုံးလည်းတော်တော်များများကျွန်တော် furnish လုပ်ထားအောင်ကျွန်တော်တွေ့မြင်ရပါတယ်ဆိုတော့ဒီအိမ်လေးကိုအားလုံးတူတူချူလာလိုက်ကြအောင်လား Soldier boy, I been it. Why me crack it? Why me roll? Why me crack that soldier boy? That Superman? That all why me you crack that soldier? 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 Why? ဒီမှာဆိုရင်ဒီမှာကကားတစ်စီးကောင်းရက်လို့ရတယ်တန်ဆူးကြွေကားထားတယ်ပြီးတော့တန်တာဘောက်စီနဲ့အပြည့်ကျွန်တော်တို့လုပ်ပေးထားတွေ့ရတယ်ဆိုတော့အထက်ကိုတစ်ချက်ယဉ်ကြည့်အောင်နော်ကျွန်တော်တို့ဝင်ချင်းနေရာလေးကliving room area လေးကိုစပြီးတော့တွေ့ရပါပြီဆိုတော့ living room ဆိုရင်လည်းဒါကျယ်လို့ပြောလို့ရတယ်ဗျဘာဖြစ်20 60တွေမှာဝင်ချင်းဒီလိုမျိုး ceiling height မြင့်မြင့်နဲ့ကျွန်တော်တို့ဒါဒီနေရာလေးကတော့အဓိကဧည့်သည်ရောကျွန်တော်တို့ဝင်လာမဲ့လူတွေအကုန်လုံးဖန်ဆားတဲ့နေရာလေးပေါ့ဗျာဆိုတော့ aircon တွေပါဝင်တယ်စီလင်းတွေကျွန်တော်အပေါ်မှာဆိုလို့ရှိရင်လည်းlighting ပိုင်းတွေကိုတေချာလေး view side ပြီးလုပ်ထားတွေ့ရပါတယ်ပေါ့နော်အင်းလေးကိုဝင်လိုက်တာနဲ့ one vibe လေးကိုလုံးဝရတယ်ပြီးတော့ဒီမှာကျွန်တော်တို့ကပရင်ပေါက်နဲ့ကျွန်တော်တို့ဒါမှန်နေနဲ့တေချာလေးအလင်းဝင်အောင်လည်းလုပ်ပေးထားတွေ့မြင်ရတယ်နေရန်ဒီဆိုလို့ရှိရင်လည်းဒါကတော့ classical နည်းနည်းတော့ဖြစ်တယ်ပေါ့နော်ဒါ PU cornice ပုံစံမျိုးနဲ့ကျွန်တော်အလှဆင်ထားတယ် switch point တွေတေချာလေးလုပ်ပေးထားတယ် aircon တွေနဲ့တက်ဆင်ပေးထားတယ်ဆိုတော့ဒီမှာအဓိကကျယ်လို့ခံစားမိစေတဲ့အကြောင်းရင်းက floor plan ကောင်းတယ်ဆိုတာကကျွန်တော်ဒီမှာ living room တီးတန့်ရှိတယ်ပြီးတော့လှေကကွင်းတီးတန့်ရှိတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်လှေကကွင်း area လည်းအခုကျွန်တော်ကြည့်လိုက်တာလုံးဝကျင်းတဲ့ file မရဘူးကျွန်တော်ဒါလူတစ်ယောက်ရှောက်လန်းဆိုတာနှစ်ခွဲလောက်ထိကိုကျွန်တော်ကောင်းကောင်းယူထားတယ် thread ကလည်းအဆင်ပြေတယ် riser thread ကိုပြပြလေးလုပ်ထားတွေ့မြင်တယ်ဒါဆိုအပေါ်တော့မတက်ကြည့်ရသေးဘူးအခုကျွန်တော်မျက်စိအမြင်နဲ့တော်တော်လေးအဆင်ပြေနေပေါ့နော်ပြီးတော့ဒီမှာကလှေကကွင်းကအပေါ်အောက်ကျွန်တော်တို့ဒီလိုနှစ်ဖက်တက်တဲ့အချိန်မှာဒီလိုပြန်ယူရဲ့နေရာလေးကိုဒီနေရာလေးကိုကျွန်တော်တို့ကနေရာလေး gap လေးတစ်ခုလုပ်ထားတယ်ဒီမှာတော့ ancient က furniture တွေထည့်နေထည့်မယ်ပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့ကလိုအပ်ချက်ရအင်းရဲ့လိုအပ်ချက်ဖြစ်တဲ့ inverter နဲ့ solar ကိုထည့်ထားပါတယ်ဒါက6 kW ကျွန်တော်တို့ inverter မျိုးစားအပေါ်မှာဆိုလို့ရှိရင် solar 10ချက်တောင်ပေါဝင်ပါတယ်ဆိုတော့ဒါ walkway တိုင်းကျွန်တော်တို့ဆက်ရှောက်မယ်ဒီဘက်မှာကျွန်တော်တို့အောက်ထပ်ရဲ့ခန်းလေးကိုကျွန်တော်တို့စမြင်ရပါပြီဒီခန်းလေးဆိုလို့ရှိရင်လည်းသူကတော့လှေကကွင်းကိုသူကအကျိုးရှိအောင်ယူထားတာပေါ့နော်ဟိုဘက်တစ်ချမ်းကိုဆိုလာထားလို့ရတယ်တေကကွင်းအောက်တစ်ချမ်းကိုကျတော့ကျွန်တော်တို့ကဒီမှာကျွန်တော်ဒီချိုးခန်း WC လေးကျွန်တော်ပြန်လုပ်ထားတယ်ဆိုတော့ဘာဖြစ်ဖြစ်တော်တော်လေးကိုကျွန်တော်တို့အဆင်ပြေတယ်အခန်းကလည်းဟိုရှိသင့်ရှိထိုက်တဲ့ပမာဏလေးကျွန်တော်တို့ရှိနေတယ်ပေါ့နော်အရင်ကြီးနဲ့ကျင်းမနေဘူး compact ဖြစ်လေးနဲ့ agent swell လေးဖြစ်နေတယ်ဆိုတော့ဒီမှာဒါကတော့အိမ်တင်ရဲ့ဒီဖို့ကြောင့်ဆိုအိမ်ထဲအသက်ပဲเนาะ dining နဲ့ kitchen တွဲရက်ကလေးဆိုတော့ဒီမှာကျွန်တော်တို့ကဒီကတော့ ancient ကသူ့စိတ်ကြိုက်လေးပေါ့เนาะ furniture လေးကျွန်တော်ထည့်ပေးထားတယ်ဒါတွေကလည်းအကုန်ပါဝင်ပြီးသားပါဆိုတော့ချိန်နဲ့လုပ်ထားတယ်ဒီမှာ woody ဖြစ်တဲ့ vibe လေးကိုယူထားတော်တော်များတွေ့ရတယ်ဗျကျွန်းနေနဲ့ကျွန်းရှာတို့တွေပါတယ်ကျွန်း architrave skirting တွေကလည်းကျွန်းတွေပဲသုံးထားတယ်နောက်ဒီဘက်ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ကျွေပြားရွေးထားတဲ့ pattern လေးကလည်းတော်တော်လေးလာတယ် hanging လေးလည်းပါဝင်တယ်ပြီးတော့တစ်ခုရှိရဒီမှာဒါအရေးကြီးတယ်ဆိုတော့ kitchen cabinet တွေကိုကျွန်တော်ကြည့်လိုက်เนาะကျွန်တော်အများကြီးပဲကျွန်တော်တေချာထည့်ပေးတာဗျအောက်မှာလည်းအများကြီးပါဝင်တယ် basin လည်းပါဝင်တယ်ဆိုတော့ဒီမှာကနေကြည့်ရင်ကျွန်တော်တွေ့ရသေးတယ်ဒါကတော့ကျွန်တော်တို့ကdry kitchen အနေနဲ့သုံးမယ်အပြင်မှာကျွန်တော်တို့အသားငါးတွေကန်မှုအတွက် wet kitchen အနောက်မှာကျွန်တော်မြေပေါ်ရဆိုလို့ရှိရင်ကျွန်တော်တို့က3ခွဲလောက်ပဲရှိတဲ့နေရာလေးကိုကျွန်တော်တို့ရအောင် wet kitchen တုတ်ထားတယ်အဖီလေးထုတ်ပြီးတော့အမိုးလုပ်ထားတဲ့ပုံစံမျိုးလေးပေါ့ဒီမှာဆိုရင်အခန်းတစ်ခန်းကျွန်တော်ရှိတယ်ဒီဘက်ခန်းကတော့ကျွန်တော်ထင်တာကသူက shower လေးလုပ်ထားတာဗျသူ shower နဲ့ဒီချိုးခန်းတွေတွဲရက်ကိုကျွန်တော်တို့ကဟိုတချို့ဆိုရင်ခန်းကိုပေါင်းပြီးလုပ်တယ်ပေါ့နော်ဒီမှာတော့နှခမ်းခွဲထားတဲ့ပုံစံမျိုးမှာရှိတယ်ဒါလည်းအဆင်ပြေတယ်ဗျအရင်ချင်းတဲ့ခါကြလို့ရှိရင်လည်းကျွန်တော်တို့ရေချိုးတဲ့နေရာနဲ့ကျွန်တော်တို့အိမ်သာနဲ့အရင်ကြီးတော့ဗျရေစင်တာတွေနောက်ဒီလိုမျိုး toilet ခမုတ်ခွက်တွေမှာရေပိုင်းပေတာတွေကြောက်တယ်တန်ရှင်းလုပ်ရတယ်ကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်ဒါတို့လေးလုပ်ပေးရတယ်အပြင်ဘက်ကတော့ဒါတန်ပန်းလေးထည့်ပေးထားတယ်ဆိုတော့တန်ပန်းရဲ့ဒီဘက်ချမ်းမှာကအပြင် outdoor နေရာလေးရှိမယ်ဆိုတော့ခုနကကျွန်တော်ပြောတဲ့ဒါ wet kitchen ထည့်ပေးထားတယ်။ပုံမှာအဖီလေးထုတ်ပြီးတော့ဖိုးဝင်ကလေးနဲ့မိုးပေးထားတယ်။ဒါနောက်ဖေးလမ်းကြားလေးပေါ့နော်။တက်ရက်ကလေးလုပ်ထားတွေ့မြင်ရတယ်ဗျ။ဆိုတော့ကျွန်တော်တို့ကထုံးစံတိုင်းမလို့အပေါ်တက်ကြအောင်နော်။
ဒါအပေါ်တက်ပြီဆိုတော့အဓိကအရေးကြီးဆုံးကကျွန်တော်တို့လက်ရန်ကလည်းအရေးကြီးတယ်လက်ရန်ဆိုလည်းကျွန်းနေပဲကျွန်တော်ဒီဇိုင်းလေးပေါ်ပေးထားတယ်နောက်ပြီးအခုတက်နေတဲ့တစ်ချောင်းမှာ riser ရော thread ရောတော်တော်လေးကိုဖြည်းဖြည်းလေးလုပ်ပြီးတာတွေ့မြင်ရတယ်နော်ကျွန်တော်အခုတောက်လျှောက်တက်နေရလဲမောတယ်ပင်မန်းတယ်လို့မခံစားဘူးနော်တော်တော်လေးပြည်ပါတယ်နောက်ဒီမှာ engine ကနောက်တစ်ခုလောက်ထား breaker ကိုသူကပုံမှန်ဆိုရင် plastic box တွေနဲ့လောက်တာများတယ်ဒီမှာတော့ metal box နဲ့အသုံးပြုပေးထားတယ်ဆိုတော့ walkway ရှိတယ်ဒီဘက်မှာတစ်ခန်းဒီဘက်မှာနှစ်ခန်းဆိုတော့ဒီဘက်ခန်းလေးကျွန်တော်လိုက်ပြမယ်နော်ဒီခန်းလေးကဒါကျွန်တော်တို့ကလေးတွေပါရှိရဆိုရင်ဒီမှာခန်းလေးထားလို့ရဒီကောင်လေးက single ခန်းလေး single unit ခန်းလေးအရန်နဲ့ကျွန်တော်ချင်းနဲ့မခံစားဘူး ceiling တွေထည့်ပေးထားတယ် lighting ပိုင်းတွေထည့်ပေးထားတယ်ဒါကတော့တေချာပေါ့ master ဖြစ်မှာနော် master ခန်းလေးဖြစ်လိမ့်မယ် yes master ခန်းဆိုလည်းကျွန်တော်တော်တော်လေးကိုပေါ့ကြဲကြဲလေးယူပေးထားတွေ့မြင်ရတယ်ဗျဒီမှာကျွန်တော်တို့ကfurniture plan ရဆိုလို့ရှိရင်ကတင်ထားလို့ရမယ် wall lamp တွေလည်းပါတယ်ဆိုတော့ကတင်လေးထားလို့ရမယ်ပြီးတော့ဒီမှာရေချိုးကန် toilet ဆိုတော့ဒီကောင်လေးကအောက်ထပ်ကအတိုင်းပဲကျွန်းနဲ့ပဲလုပ်ထားအောင်เนาะကျွန်းကိုကျွန်တော်အမဲပုံနဲ့သွားထားဆိုတော့သူကတော့မိုက်တာ sliding လေးနဲ့ sliding တွေရဲ့အာသာချက်ကဒါကအစွဲဖွင့်နေဆိုရတယ်နေရာမယူဗျာကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်အပြင်ဖွင့်ရအောင်ဆိုအပြင်ဘက်မှာနေရာယူအောင်အတွင်းဖွင့်ဆိုလည်းအတွင်းအတွက်နေရာရှိမယ် sliding ကကြတော့ဘေးဘက်ကိုယူကျွန်တော်ဒီမှာရှိရဲ့ space ကိုပို့ပြီးထွက်အောင်လုပ်လိုက်တဲ့သဘောပဲနော်ဒီမှာ basin ပါတယ် over the top ပေါ့နော်ဒီပုံမှာ basin တင်တဲ့ပုံစံမျိုးကောင်တာပေါ်မှာ toilet ပါတယ် shower ပါတယ်ဆိုတော့ essential ဖြစ်တဲ့ဟာအရာအလုံးကိုဒီအိမ်မှာထည့်သွင်းထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဆိုတော့ဒီမှာဒီခန်းလေးကliving room area လေးဒီ living room area ကသူ့ရဲ့အားသာချက်ကတော့ခုနအောက်ထပ်ကအတိုင်းပဲတီးတီးတန့်တန့်လေးသူလှုပ်ပေးထားတယ်အခန်းတစ်ခုအနေနဲ့ဖွဲ့ပေးထားတယ်ပြီးတော့ဒီမှာဘာရှိသေးလဲဆိုတော့ကျွန်တော်တို့သူက WCA တစ်ခုထားပေးထားတယ်ဆိုတော့အဲ့ဒီတွေဘာတွေကျွန်တော်အောက်ထပ်ထိသွားပြီးတော့ဟိုတက်ဆရာလည်းမလိုတော့ပေါ့နော်ဟိုဘက်မှာကျတော့လေ master bedroom ပဲရှိရဆိုတေချာဘောက common WC တခန်းလိုတယ်အဲ့ဒါကိုဒီလိုအပ်ချက်ကိုဒီမှာဖြည့်ပေးထားတယ်ပေါ့နော်ဆိုတော့ aircon တက်ဆင်ပြီးသားဒီကောင်အကြောင်းကျွန်တော်တို့ကအပြင် outdoor area လေးဗျလက်ရှိကျွန်တော်တို့ဒီမှာညနေခင်းနေဆိုလို့ရှိရင်လည်းချေးလုပ်လို့ရမယ်ထိုင်လို့ရမယ်နောက်ဒီမှာအပင်တွေပါတယ်လည်းထပ်ဆိုင်လို့ရတယ်ပြီးတော့အပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ eco ဝူတွေနဲ့ကျွန်တော်တခြားလေးအလားစင်အောင်တွေ့ရတယ်ဆိုတော့အိမ်လေးကတော့ဟိုအများကြီးပြောစရာမလိုတော့ကျွန်တော်တို့လူငယ်ပိုင်းနေဈေးလုံးလည်းအများကြီးမဖြစ်ဘူးပေါ့ပေါ့ပါလည်းကျွန်တော်တို့ဖြစ်တယ်ကိုလည်းနိုင်တယ်ဈေးတန်းရလည်းနိုင်မယ်နောက်ပေါ့အကျယ်ကြီးတဲ့ကျွန်တော်တို့ဆိုရင်အိမ်ချိန်မကြိုက်ဘူးဗျာတန်ရှင်းလို့ခက်တယ်ဒါမျိုးဆိုရင်ကျွန်တော်တော်တော်လေးအဆင်ပြေတာပေါ့နော်ဆိုတော့ထပ်ပြောပြအောင်ဆိုတော့အပေါ်ကိုထပ်ကြည့်ကြအောင်ဆိုတော့အပေါ်ဆုံးတက်ကိုတက်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ဒုတိယအလွှာကိုအတူတူသွားကြည့်ကြအောင်နော်ဆိုတော့ဒုတိယအလွှာမှာကဒီဘက်အရင်ပြမယ်နော်ဒီဘက်ကmaster bedroom ခန်းဒီကောင်ကတော်တော်ကြည်ကြည်ယူချပလိုက်တာဆိုတော့ပြီးတော့ဒီခန်းမှာက master bedroom ခန်းမှာကြိုက်တာလေးတခုကတော် furniture လေးယောက် plan ထားပေးထားတယ်ပြီး ceiling တွေပါရပြောစရာမလိုဒီမှာကျွန်တော် sofa သူနဲ့တွဲရမှာကျွန်တော် TV unit တခုပါရှိမယ် TV unit ကလည်းကျွန်တော် partition တခုအနေနဲ့သုံးထားတာဘာလို့ဆိုတော့ဒီမှာကအိမ်အောင်တဲ့နေဖြစ်ဖို့ပဲများတဲ့ပုံစံမျိုးပေါ့နော်ဘာလို့ဆို master bedroom ဒီလိုကြည်ကြည်ဆိုတွေကတေချာပေါ့ wardrobe လို့တယ် wardrobe တက်ကိုကျွန်တော်တို့ကဒီဘက်မှာတစ်ဖက်မှာ TV unit လုပ်တယ်တစ်ဖက်မှာကျွန်တော်တို့ wardrobe တွေ cabinet တွေကျွန်တော်လုပ်လိုက်တယ်ဒါ idea ရ20 60မှာဒီလို space ကိုစဉ်းစားနိုင်တာပို့ပြီးတော့ effective ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလဲကျွန်တော်တို့ make up ပစ္စည်းတွေဘာတွေမှာမျိုးသမီးဆိုရင်ကျွန်တော်ဒီမှာမှန်လေးနဲ့ကျွန်တော်တို့ lighting လေးနဲ့ဒီမှာ make up တွေဘာတွေကျွန်တော်လိမ့်လို့ရမယ်တီးတီးတက်တက်နေဖြစ်တာပေါ့ဗျာနော်ဆိုတော့ဒီကောင်ကကျတော့ကျွန်တော်ရေချိုးကန်master bedroom ရဲ့ရေချိုးကန်မှာ bed တက်လေးပါထည့်ပြီးတာဆိုတော့ bed တက်ဆိုတော့ bed တက်ဆိုရင်တေချာလေးကျွန်တော်လုပ်ပေးထားတယ်နောက်ပြီးတော့ဒီမှာဆိုတေချာနေပြီဗျာဒီမှာယောက်ျားလေးမိန်းကလေး2ယောက်တော့မှာဘေးစင်အောင်နှစ်ခုထားပေးထားအိမ်အောင်တယ်ရန်ဖြစ်စရာမလိုတော့ကိုကဒီဘက်မှာသူလည်းမျက်နှာတဲ့ကိုကပြတစ်ခါရန်ဖြစ်ရင်မှာခွဲပြီးတက်လိုက်အောင်မယ်နော်တော်တော်လေးအဆင်ပြေဟိုဆိုလည်း lighting နေတယ်ကောင်းကောင်းဝင်အောင်လုပ်ပေးထားတယ်ဆိုတော့ကျွန်တော်တို့တတိထားမိလားတခုခုကြံနေလိုမျိုးဟုတ်ပါ shrine unit ပါဆိုတော့အိမ်တိုင်းမှာဖျားကန်းရတယ်သူ့အောင်လည်းသူအရေးပါတယ်ဗျဆိုတော့ဘာသာရေးကိုင်းဆိုင်တဲ့သူပဲဖြစ်ဖြစ်ဘသူမဆိုပေါ့နော်ဖျားကန်းလေးတစ်ခုကတော့အိမ်မှာလိုအပ်ပါတယ်ဆိုတော့ဒီအိမ်မှာဖျားကန်းလိုအပ်ချက်ကိုအပေါ်ဆုံးထက်ရဲ့ second floor ရဲ့ဒီမျက်နှာစာ living room area မှာသူတို့ shrine unit လုပ်ပေးထားတယ်
ဘာလို့ဆိုတော့ဒီမှာကျွန်တော်တို့ဘေးမှာဆိုလို့ရှိရင်ဒါဘုရားရှင်ထားဖို့အတွက်သူက spotlight ကိုတီးတန့်ကိုကျွန်တော်လုပ်ပေးထားတယ်ဒါကတော့ကိုယ့်အကူပေါ့နော် furniture ကိုကြိုက်တဲ့ပုံစံမျိုးပေါ့နော်ဒါဖျားစင်အတွက်လည်းဖြစ်မယ်တချို့တွေအတွက်ကြောက်ရဲ Muslim တို့ပေါ့လူမျိုးတွေအတွက်ကြောက်တော့လေprayer room လုပ်လို့ရတယ်ဗျဆိုတော့ဒါကိုစိတ်ကြိုက်ပေါ့နော်ဒါဘယ်ဟာလို့မသတ်မှတ်ထားပါဘူးဆိုတော့ဒီမှာ lighting လေးနှစ်ဖက်နဲ့လုပ်ထားတယ်ဆိုအလှဆုံးနေရာလေးဗျဝါကြိုက်ဒီနေရာကိုကျွန်တော်တကယ်ကြိုက်တယ်ဒါနေရနည်းနည်းလေးထိုးနေသေးလို့ဒီချင်းကလေဒီချင်းကနည်းနည်းနေပူတဲ့ချိန်လေးဖြစ်နေသေးလို့ဆိုတော့ဒီကောင်ကကျွန်တော်တို့ကအပေါ်ဆုံးတက်ရဲ့သူက rooftop လိုမျိုး file မျိုးလေးရအောင်ကျွန်တော်အပြင်ဝရန်တာကိုဖန်တီးပေးထားပါတော့ခုနတွဲရက်ကအပြင်မှာ basic ကနေတစ်ခုရှိမယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဧည့်သည်တွေပါလာလို့ရှိရင် outdoor dining လေးပြန်ပြီးလုပ်ပြီးလို့ရတယ်ဒီမှာကျွန်တော်တို့ကစာဖတ်ချင်တဲ့လူတွေဘာညာဆိုရင်လည်းကျွန်တော် lighting လေးကြည့်မယ်စာလေးဖတ်မယ်အပေါ်မှာကကြောင်လေးတက်ပြီးတော့ water tank slat နဲ့ပေါ့နော်ကျွန်တော်အပေါ်မှာ water tank တွေထပ်ထားတယ်ပြီးအပေါ်မှာကခုနကျွန်တော်ပြောရ solar 10ချက်ရှိသေးတယ်နေတော့ပို့တော့ထပ်တော့မပြောက်တော့ဘူးပေါ့နော်ဆိုတော့live file အမျိုးတွေကိုဒီနေ့ဒီတိုင်းတစ်ချက်ထပ်ပြောပြပေးပါမယ် 4 master bedroom 1 single bedroom နောက်ပြီးတော့solar အကုန်လုံးပါဝင်တယ် inverter ပါဝင်တယ်နောက်ပြီးကျွန်တော် dining kitchen နောက်မှာဆိုရင် dry kitchen ထပ်ပြီးတော့ပါဝင်တယ် wet kitchen ပါဝင်တယ်ပြီးတော့ကျွန်တော်တို့ကပြင်မှာ outdoor နေရာတွေပါမယ်total ဈေးနှုန်းလေးပေါ့နော်ဈေးနှုန်းလေးကအရေးကြီးအောင်ဈေးနှုန်းကသိန်းပေါင်း19300နဲ့ဈေးဖွင့်လာပါတယ်ဆိုတော့ဒီအိမ်ရဲ့အားသာချက်ကိုပြောပါဆိုရင်ကျွန်တော်ပေ20 60ဆိုပေမဲ့အခုကျွန်တော်လည်း home လုပ်ပြီးသွားပြီ20 60လို့လုံးဝမခံစားအောင်အင်းကအဲ့ထက်ပိုကြီးရပိုကျယ်ဆိုတဲ့ file မျိုးလုံးဝရနေတယ်ဆိုတော့ဒါကတော့အိမ်ဆောက်တဲ့လူကိုတွေအမတွေနဲ့ဒါသူရဲ့အားသာချက်ပေါ့နော် floor plan အားသာချက်လို့ပြောလို့ရပါတယ်ဆိုတော့ live file ကအမျိုးတွေလည်းအမြန်ဆုံးဒါလက်မနေပဲနဲ့ပေါ့နော်လာရောက်ပြီးဝယ်ယူဖို့အတွက်အားလုံးဖိတ်ခေါ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဗျ